အားလုံးပဲမင်္ဂလာမြဖူဘော SC channel ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒါလီဗာပူးအသင်းနဲ့ဒီဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီးတော့အလာဇနာအီဆန်နဲ့ကျွန်တော်ကုနာပလီနဲ့ဒီနှစ်ယောက်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိထားရတဲ့သတင်းလေးတွေအရလာရောက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီပထမဆုံးအလာဇနာအီဆန်ကတော့ကျွန်တော်ဒီတနင်္ဂနွေနေ့စနေနေ့ညရှင်ပြန်ကစားခဲ့တဲ့စပါးနဲ့ပွဲမှာပေါ့လေဒါသူ့အနေနဲ့ကျွန်တော်တို့56မိနစ်မှာကျွန်တော်တို့ဒါ Florian Wirtz ရဲ့ဒါဖန်တီးပေးမှုကနေပြီးတော့ဂိုးသွင်းခဲ့တဲ့အချိန်မှာကျွန်တော်တို့ဘန်ဒီဘန်ကဖြတ်ထုတ်တာကြမ်းတမ်းခဲ့တဲ့အတွက်ကျွန်တော်တို့အလာဇနာအီဆန်နေနဲ့အောင်ပွဲတော်မခံလိုက်ရပါနဲ့အနားမှာနေကျွန်တော်တို့ဒါမထားနိုင်တော့ဘဲနဲ့ဆေးဖွဲရလာပြီးတော့ကျွန်တော်တို့ဒီဒဏ်ရာတော်တော်လေးကိုပြင်းပြင်းထန်ထန်ရပါတယ်ပေါ့လေတော့ဒီ Sky Sport တို့ BBC Sport တို့ကဖော်ပြထားတဲ့သတင်းတွေအရဆိုလို့ရှင်တော့ဒါ6တော့ကျိုးသွားတယ်လို့လည်းကျွန်တော်တို့ဟိုပြောလို့ရတယ်ပေါ့လေဒါပေမဲ့ဒါ AC ရဲ့ဒဏ်ရာတော့မဟုတ်ပေမဲ့လည်းကျွန်တော်တို့ဒါအလာဇနာအီဆန်နေနဲ့ဒါကျွန်တော်တို့လီဗာပူးအသင်းကိုရောက်လာခါစားတဲ့သူခမညာကျွန်တော်တို့ဒါတော်တော်လေးကိုတနာဖို့လည်းကောင်းတယ်ပေါ့လေဒါရာတီဂျိုခြေစမ်းပွဲတွေမှာလည်းမပါဝင်နိုင်ဘူးနောက်ပြီးတော့သူ့အနေနဲ့ဒါကျွန်တော်တို့ဒီဒဏ်ရာပြဿနာတွေကြောင့်ရုန်းကန်နေရပြီးတော့ဒါပွဲစဉ်တော်တော်များများမှာလည်းကျွန်တော်တို့ဒါတပွဲလုံးပြည့်မကစားနိုင်ဘူးသူ့အနေနဲ့ဒါကျွန်တော်လူစားလဲဝင်လာတာတို့ပထမပိုင်းကစားတာအဲ့လိုပုံစံမျိုးတွေနဲ့ပဲကျွန်တော်တို့ဒါနောက်ပိုင်းမှာဆိုလို့ရှိရင်သူ့အနေနဲ့ကျွန်တော်ဂိုးလေးတွေရလာပြီးတော့ပုံမှန်ခြေစွမ်းလေးကိုပြန်ပြီးတော့ဒါရဖို့ကြိုးစားနေတဲ့အချိန်ခါမှာပဲပေါ့လေဒါအခုလိုမျိုးရုပ်တရက်ကြီးဒါကျွန်တော်တို့ဒဏ်ရာပြဿနာနဲ့ပြန်ပြီးတော့ကြုံတွေ့ခဲ့ရဖြစ်တယ်ပေါ့လေဒါကြောင့်မို့လို့ဒါလီဗာပူးရဲ့နောက်လာမဲ့ပွဲစဉ်အနည်းဆုံးကျွန်တော်တို့ဒါ9ပွဲလောက်လွဲချုပ်ဖို့ရှိတယ်ပေါ့လေကျွန်တော်တို့ဒါလီဗာပူးအသင်းရဲ့နောက်လာမဲ့9ပွဲမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟူးနဲ့ဒါဒီဇင်ဘာ29ရက်နေ့စနေနေ့မှာကန်မယ်အိမ်ခွင်းမှာပေါ့လေပြီးတော့ဒါကျွန်တော်တို့ဇန်နဝါရီ2ရက်နေ့မှာတောက်ကြနေ့မှာကျွန်တော်တို့ဒါလီဗာပူးအသင်းအိမ်ခွင်းမှာပဲဒါလီးနဲ့ကျွန်တော်တို့ရှင်ဆိုင်ကန်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဇန်နဝါရီ4ရက်နေ့တနင်္ဂနွေနေ့မှာဖူဟန်အသင်းနဲ့ကျွန်တော်ဝေးခွင်းကန်မယ်ပြီးတော့ဇန်နဝါရီ9ရက်နေ့မှာကျွန်တော်တို့တောက်ကြနေ့မှာပဲအာဆင်နယ်အိမ်ခွင်းမှာကန်မယ်ပြီးတော့ဒီဂျာရက်ထဲမှာဆိုလို့ရှိရင်ဇန်နဝါရီ13ရက်အင်္ဂါနေ့မှာဆိုလို့ရှိရင်ဒါပန်စလီလီဝမ်ပန်စလီအသင်းလေးနဲ့ကျွန်တော်တို့ဒါ FA ကပ်ပြိုင်ပွဲရှိတယ်ပေါ့လေနောက်ပြီးတော့ကျွန်တော်ဒီဘန်လီနဲ့ပေါ့လေဒါအိမ်ခွဲမှာပြန်ပြီးတော့ကစားမှာဖြစ်တယ်ဒီအလာဇနာအီဆန်နေနဲ့ဒီဘန်လီနဲ့ပွဲတော့မှပြန်ပြီးတော့ပါဝင်နိုင်ပွဲရှိတယ်ဆိုပြီးတော့လည်းသတင်းတွေမှာဖော်ပြထားတွေ့ရပါတယ်နောက်တယောက်ကတော့ကျွန်တော်တို့ဒီကိုနာဘတ်လီပေါ့လေကိုနာဘတ်လီကလည်းကျွန်တော်တို့ဒါဒဏ်ရာကနေပြီးတော့ပြန်ကောင်းလာတာမှမကြသေးဘူးဒါကျွန်တော်တို့ညာချမ်းခန့်စင်းမှာဆိုလို့ရှိရင်ဖရင်ပေါင်ကလည်းကျွန်တော်ကျန်းခိုင်မှုအလောက်ထိပြေဝနေတဲ့အနေအထားမှာမဟုတ်သေးတဲ့အချိန်မှာပေါ့လေဒါကိုနာဘတ်လီနေနဲ့လည်းဒါကျွန်တော်တို့စပါးနဲ့ပွဲမှာဆို40နဲ့6မိနစ်ဒီရပိုင်းမှာဆိုလို့ရှိရင်လူစားလေးခဲရတယ်ပေါ့လေဒါကြောင့်မလို့ဒါသူကဆိုလို့ရှိရင်တော့ကျွန်တော်နှစ်ပွဲလောက်ထိဒါလွဲချုပ်ဖို့ရှိရဆိုပြီးတော့လည်းသတင်းတွေမှာဖော်ပြထားတွေ့ရပါတယ်တကယ်အဓိကတော့ဒီညာချမ်းခံစစ်ပဲပေါ့လေဒီနေရာမှာကျွန်တော် frame ပေါင်လည်းတိတ်ပြီးတော့ကြက်ခိုင်မှုမပြေဝသေးတဲ့အနေအထားမှာကျွန်တော်တို့အရင်တော့ဂျိုးကိုမောင်တုံးခဲ့မယ်ဂျိုးကိုမောင်လည်းကျွန်တော်ဒဏ်ရာရပါတဲ့အတွက်ဒါကျွန်တော်လီဗာပူးအသင်းကတော့အခုမှကျွန်တော်တို့ဒါပုံစံကောင်းလေးပြန်ပြီးတော့ရမယ်ကြံတော့ရှိသေးတယ်အခုဆိုရင်ဒီဒဏ်ရာပြဿနာတွေကဒုက္ခတွေပြီးပြီပေါ့လေကျွန်တော်တို့လီဗာပူးအသင်းမှာဆိုအရန်လူစင်းရတယ်အဲ့လောက်ထိတောက်တင်းတင်းမရှိဘူးပြီးတော့မိုဇာလာလည်းကျွန်တော်တို့ဒါသူ့ရဲ့ဒါအီဂျစ်အသင်းနဲ့တွားပြီးတော့ပူပေါင်းမှုတော့ဆေလွတ်ထားရလည်းဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့အသင်းမှာဆိုလို့ဒဏ်ရာရတဲ့ကစားသမားတွေတဖြည်းဖြည်းနဲ့များလိုက်ပေါ့လေဒါဂျိုးကိုမန်ရှိမယ်အန်ဒိုရှိမယ်ပြီးတော့ကိုရီကပိုဒါဒီကစားသမားတွေကတော့အဓိက main ကစားသမားတွေပေါ့လေဒါသူတို့တွေကတော့လက်ရှိကျွန်တော်တို့ဒဏ်ရာပြဿနာနဲ့ကြုံတွေ့နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လာမဲ့9ပွဲမှာတော့ကျွန်တော်တို့ဒါနီးပြိုင်အာနီစလော့အနေနဲ့ကျွန်တော်တို့ခါတိုင်းသုံးနေကြတဲ့အတိုင်းပဲဆိုပိုအဲ့ဒီညာချမ်းခန့်စင်မှာပြန်ပြီးတော့အသုံးပြုနာဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရဖို့ရှိတယ်ပေါ့လေအဲ့တော့အလာနာအီဇက်ကဆိုလို့ရှိရင်တကယ်ကိုကျွန်တော်တို့ကန်ဆိုးမိုက်သွားရမိုးလိုက်လို့ရဆိုသလိုမျိုးဖြစ်နေတာပေါ့လေဘာကြောင့်လဲဆိုတော့သူ့အနေနဲ့ဒါကျွန်တော်တို့အသင်းမှာအခုမှအဝင်ခွင့်ကြရှိအောင်လို့စူးစမ်းဖို့လုပ်နေတော့ရှိသေးတယ်အခုမှဂိုးလေးတွေပြန်ရလို့ကျွန်တော်တို့လည်းဒါလီဗာပူးပရိသတ်တွေအနေနဲ့လည်းဒါအလာနာအီဇက်အတွက်ကျွန်တော်တို့ဝမ်းသာနေတော့မှရှိတယ်ဒဏ်ရာပြဿနာကြုံခဲ့တယ်ပေါ့လေစပါးနဲ့ပွဲမှာကျွန်တော်တို့အနိုင်3မှရခဲ့တယ်ဆိုပေမဲ့လည်းကျွန်တော်တို့တွေဒီပြန်ပြီးတော့ပေးဆက်လိုက်ရတာတော့ကြီးမားတယ်ပေါ့လေအထူးသဖြင့်ကျွန်တော်တို့ဒါဘတ်လီကိုဆုံးရှုံးလိုက်ရတာပို့ပြီးတော့ကြီးမားပါတယ်ဘတ်လီရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဒီ frame ပေါင်းဒဏ်ရာပြဿနာတွေကြုံတွေ့နေရတဲ့အချိန်မှာသူ့အနေနဲ့ကကျွန်တော် frame ပေါင်းပဲဒီ frame ပေါင်းမပါဝင်နိုင်တဲ့အနေအထားမှာဘတ်လီပဲကျွန်တော်တို့အသင်းအနေနဲ့ဒါအားကိုးနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဆိုဘိုအနေရာမှာထားပြီးတော့သုံးလို့ရှိရင်ကျွန်တော်တို့အစင်တော့ပြေဒါပေမဲ့ကျွန်တော်တို့ဆိုဘိုရဲ့လုံအားနှုံးอ่ะဆိုလို့ရှိရင်ဒီသူ့အနေနဲ့ဒီကွင်းလယ်မှာဆိုလို့ရှိရင်ပို့ပြီးတော့
ကောင်းတယ်ပေါ့လေဒါကွင်းလယ်မှာဖြစ်ဖြစ်အခုဆိုလို့ရှိရင်သူညာတောင်မှာကစားနေတာလည်းကျွန်တော်တို့မဆိုးတော့မဆိုးပေါ့လေဒါပေမဲ့သူ့ရဲ့နေရာတော့ကျွန်တော်တို့ဒီနံပါတ်10ရိုးမှာဆိုပို့ပြီးတော့သူ့အနေနဲ့လောက်အားနှုန်းပို့ပြီးတော့ကောင်းတယ်မာကာဆိုပို့ကျွန်တော်တို့ဒီဂရာဗီအတွဲဆိုပြီးတော့ဒါပြီးခဲ့တဲ့ရာသီကလည်းဖလားယူခဲ့တဲ့အတွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒါနောက်ထပ်တစ်ယောက်ကကျွန်တော်ဖရိုယန်ဘတ်ပေါ့လေဖရိုယန်ဘတ်ကဆိုလို့ရှိရင်ဒီစပါးတင်းတဲ့ပွဲမှာဆိုလို့သူ့အနေနဲ့အစ်စ်တစ်ချိန်ရခဲ့တယ်ပြီးတော့မောက်သမန်လည်းရခဲ့တယ်ကျွန်တော်တို့ဒီလီဗာပူးအသင်းမှာဆိုလို့ရှိရင်ဒါနောက်ပိုင်းမှာဆိုခြေစွမ်းကောင်းပြလာတဲ့ကစားသမားပေါ့လေသူတကိုးကျွန်တော်တို့ကန်သွင်းခဲ့ပေမဲ့ဒါဂိုးသမားဒီစပါးဂိုးသမားပုတ်ထုတ်မှုကြောင့်ဒါသူ့အနေနဲ့ဂိုးတော့မရရှိခဲ့ဘူးပေါ့လေအဲ့လုံးဆိုလည်းတော်တော်လေးကောင်းပါတယ်ကျွန်တော်အဲ့ဒီရဆိုတော်တော်လေးကိုဒါကျွန်တော်တို့ဒီဖရိုယန်ဘတ်ရဲ့ခြေစွမ်းကတော်တော်လေးကိုကောင်းတာကိုလည်းကျွန်တော်တွေ့ရပါပေါ့လေသူ့အနေနဲ့ဒါဘယ်ဘက်ချမ်းမှာပဲထားတာညာဘက်ချမ်းမှာပဲထားတာနံပါတ်10ရိုးမှာပဲထားတာလိုအပ်တဲ့နေရာတိုင်းမှာသူ့အနေနဲ့အကောင်းဆုံးလိုက်ပြီးတော့ဒါဖြည့်ဆွတ်ကစားပေးနေတာကိုလည်းကျွန်တော်တွေ့ရပါလေအခုဒီလက်ရှိဒီဒိုင်ယာအခြေအနေတွေအရာတော့လီဗာပူးတင်းနေတယ်နောက်လာမယ့်ပွဲစဉ်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ရုံးကန်ရနိုင်ပွဲရှိပါတယ်ပြီးတော့ကျွန်တော်တို့လီဗာပူးအသင်းမှာမတုံးမဲနဲ့ဒါထားထားတဲ့ဘတ်တီကိုချီစာတို့ကိုလည်းကျွန်တော်တို့ဒါနောက်ပွဲစဉ်တွေမှာတော့မြင်တွေ့ရလာနိုင်ပွဲရှိတယ်ပေါ့လေဒါလူမရှိလို့ရှင်တော့ဘယ်လိုပဲဖြစ်ဖြစ်ထည့်တော့ရပါပဲဆိုဖို့ကျွန်တော်တို့ဒီညာချမ်းခန့်စစ်ကိုဆွဲချမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့အဲ့ဒီညာတောင်မှာဘယ်လိုပဲဖြစ်ဖြစ်ဒါဘတ်တီကိုချီစာတော့ကျွန်တော်တို့ဒါသုံးလာလိမ့်မယ်လို့တော့ထင်တယ်ပေါ့လေသူကလည်းကျွန်တော်တို့လီဗာပူးအသင်းမှာဆိုလို့ရှိရင်ဘယ်လိုနေရာမျိုးဘယ်လိုအချိန်ကြီးမှာပဲကန်သူကလည်းကျွန်တော်တို့တကယ်ကြိုးစားပြီးတော့ကစားတဲ့ကစားသမားပေါ့လေနောက်ပြီးတော့ကျွန်တော်တို့ဟူကိုအီကီတီကီယာဆိုလို့ရှိရင်လည်းတိုက်စစ်တော့တကယ်ကိုရေးပါတဲ့ကစားသမားတယောက်ဖြစ်လာပြီပေါ့လေဒါသူ့အနေနဲ့ဒါဂိုးတွေအများနဲ့ကျွန်တော်တို့လိုအပ်တဲ့အချိန်တိုင်းမှာဂိုးတွေသွင်းပေးနေတာဆိုတော့ဒါ EKTK အတွက်လည်းကျွန်တော်တို့အနေနဲ့ဝမ်းသာပါတယ်သူဆိုလို့ရှိရင်တော်တော်လေးကိုဒါတိုးတက်လာတာလည်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အနေနဲ့ဒီလီဗာပူးရဲ့ဒိုင်ယာရသတင်းလေးတွေကိုဒါလာရောက် sharing လုပ်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာလာရောက်ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းရမ်းမဲ့ကျေးဇူးတင်ပါတယ်အားလုံးပဲကျွန်တော်ဗီဒီယိုလေးနားခွင့်ပြုပါခင်ဗျာ